မင်းတနေကုန်စိတ်ညစ်နေရတာဘာကြောင့်လဲသိလားအဖြေကရိုးရိုးလေးပဲမင်းနဲ့မဆိုင်တဲ့လူတွေမင်းထိန်းချုပ်လို့မရတဲ့ကိစ္စတွေကိုလိုက်ပြီးထိန်းချုပ်ဖို့ကြိုးစားနေလို့ပဲတငယ်ချင်းတွေကမင်းကိုခြံထားခဲ့ပြီးအပြင်သွားကြတယ်မင်းဝမ်းနေတယ်မင်းရဲ့ရီးစားကမင်းဖြစ်စေခြင်းတဲ့အတိုင်းပြောင်းလဲမလာဘူးမင်းဒေါသထွက်တယ်လူတွေကမင်းအကြောင်းအကောင်းမပြောဘူးမင်းအိတ်မပြောဘူးဒါပေမဲ့မင်းသိထားရမယ်အခါအသီးဆုံးအမှန်တရားတစ်ခုရှိတယ်အဲ့ဒါကလောကကြီးကမင်းစိတ်တိုင်းကြားဖြစ်လာမှာမဟုတ်ဘူးဆိုတာပဲ Mel Robbins ပြောတယ် less than theory ဆိုတာအရှုံးပေးတာမဟုတ်ဘူးအဲ့ဒါကညံကောင်းတာမင်းစီမှာရှိတဲ့စွမ်းအင်တွေအချိန်တွေကိုအတိတ်ပဲမရှိတဲ့နေရာမှာမဖြုံးတီးဖို့မင်းကိုသတိပေးတာသူတို့မင်းကိုအထင်လွဲကျင်သလား less than လွတ်ထားလိုက်ပါသူတို့မင်းကိုအဖက်မလုပ်ချင်ဘူးလား less than ထားလိုက်ပါသူတို့ကလူကွစာတွေလိုပြုတ်မှုခြင်းနေတာလား less than လုပ်စေပေါ့မင်းရဲ့ view ဆိုင်မှုဆိုတာတန်ဖိုးရှိတဲ့ရင်းနှီးမြုပ်နှံမှုတစ်ခုပဲမင်းမအကန့်အသတ်ပဲရှိတယ်အဲ့ဒီတော့အသုံးမကျတဲ့သူတွေမင်းထိန်ချုပ်လို့မရတဲ့အခြေအနေတွေအတွက်မင်းရဲ့တန်ဖိုးရှိတဲ့ view ဆိုင်မှုတွေကိုအလံဟတ်တမ်းမဖြုံးသီးပြစ်နဲ့သူတို့ကိုသူတို့ဖြစ်စေခြင်းလို့ဖြစ်ခွင့်ပေးလိုက်တဲ့အခါမင်းအတွက်အချိန်တွေအများကြီးပိုထွက်လာလိမ့်မယ်အဲ့ဒီချိန်ကြမှာမင်းဘာလုပ်မလဲသူများအကြောင်းစဉ်းစားမဲ့အစားမင်းကိုမင်းဘလို့ပိုကောင်းအောင်လုပ်မလဲဆိုတာပဲစဉ်းစားပါသူတို့ကမင်းကိုမလေးစားဘူးဆိုရင်မင်းသူတို့ကိုလေးစားခိုင်းဖို့အတင်းအကျပ်လုပ်နေမှာလားဒါမှမဟုတ်မင်းကိုလေးစားတဲ့သူတွေစီပဲလှည့်ထွက်သွားမှာလားရွေးချယ်မှုကမင်းလက်ထဲမှာပဲရှိတယ်မှတ်ထားပါမင်းလောကကြီးကိုပြောင်းလဲလို့မရဘူးဒါပေမဲ့မင်းဘယ်အရာကိုဂရုစိုက်မလဲဆိုတာကိုတော့မင်းရွေးချယ်လို့ရတယ်သူတို့ကိုသူတို့ဖြစ်စေခြင်းလို့ဖြစ်ခွင့်ပေးလိုက်ပါမင်းကတော့မင်းသွားရမယ့်လမ်းကိုပဲအာရုံစိုက်ပါကျွန်တော်ကတော့ MK ပါသင်ဘဝအတွက်တကယ်လိုအပ်တဲ့ခွန်အားတွေကိုပဲကျွန်တော်ပြောပြပေးသွားမှာပါ